ကဲအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်စနေနေ့ဈေးနေ့မှာတော့ချစ်ခင်ကမော်လမြိုင်ပြိုင်ဘက်ချက်ကလေးချက်ဟင်းလေးချက်စားပြပါတယ်ဟင်းမချက်ခင်မှာချက်သွန်အဖြူနေခြင်းကိုကရဝေးတေချဘိုးကောင်းနဲ့တမအောင်စီတက်ပါမယ်ပြီးလို့ရှိရင်တော့အယောင်အတွက်ကျွန်တော်တို့ငရုတ်တီအယောင်တင်မှုန့်လေးထည့်ပါမယ်เนาะလိမ့်နေအောင်စီတက်ပေးရမယ်เนาะပြီးရင်တော့အဲ့ဒီစီတက်ထားတဲ့အထဲကိုကျွန်တော်တို့ခုနကတော့ဒီချက်သွန်ဖြူနေခြင်းနဲ့တေချာနှက်ထားတဲ့ချက်သားတွေကိုထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဗမာချက်ကနည်းနည်းမာတဲ့အတွက်အဲ့ဒီချက်သားထဲမှာကျွန်တော်ဒိန်ဂျင်ထည့်ပြီးတော့အသားနှူအောင်လို့အရင်နှက်ထားတာပေါ့အဲ့ဒီဟာကိုထည့်ပြီးလို့ရှိရင်တမအောင်အရသာဝင်အောင်လို့အရင်ဆုံးခုနစီသက်ထားနဲ့ရောပြီးချက်ပေးပါမယ်ချက်ကလေးချက်ကဒါရိုးရိုးချက်ကလေးချက်လည်းမဟုတ်ဘူးပြိုင်ဘက်ဟင်းဖြစ်တဲ့အတွက်သူများဟင်းထက်ပို့ပြီးတော့ကောင်းနေမှာဖြစ်မယ်အဲ့ဒီတော့အရသာဝင်အောင်အားရပါရထပ်ပြီးတော့ချက်ခွဲပေးလိုက်ပါမယ်ခုနလိုမျိုးဒီအရသာဝယ်အောင်လို့ပေါ့နော်ဒီဗမာချက်သေးကိုအရသာဝယ်အောင်ချက်ခွဲပြီးတဲ့အချိန်မှာကျွန်တော်တို့နူးဖို့အတွက်ကိုရေးထည့်ပါမယ်အဲ့ဒီပထမရေခမ်းသွားပြီးလို့ရှိရင်နောက်ထပ်ပြီးတော့နူးဖို့အတွက်ကိုဒုတိယရေထပ်ထည့်မယ်ပေါ့နော်ရေနှစ်ထပ်နဲ့ကျွန်တော်တို့ချက်ပေးတယ်ဒါပေမဲ့ရေကြံအဲ့လိုမျိုးချက်မှာမဟုတ်ဘူးအနှစ်ကျပြီးတော့စီပြန်ဟင်းလေးရအောင်လို့ချက်မှာပါပြီးလို့ရှိရင်တော့နောက်ဆုံးပိတ်မှာသူ့ကိုအထူးပြုလုပ်ထားတယ်ကျွန်တော်အိမ်မှာကိုယ်တိုင်ထောင်းနေပေါ့နော်မဆလာပေါ့အဲ့ဒီမဆလာနဲ့ကျွန်တော်တို့ထည့်လိုက်လို့ရှိရင်လုံးဝအမိုက်စားပြိုင်ဘက်ကင်းပေါ့နော်ပြိုင်ဘက်ချက်ကလေးချက်ဟင်းရပါပြီအခုပဲအဲ့ဒီဟင်းနဲ့ထမင်းစားပြီးပါပြီတီမီစားဟင်းတွေကတော့အမေပဲချက်ပြီးသွားတာဒီမှာပါတယ်ကလပဲဟင်းပြီးလို့ရှင်တို့ကချင်မောင်ကျော်နဲ့ရွှေတောင်ခေါက်ဆွဲရလဲခုနထပ်ပြီးတော့စားဖြစ်တဲ့ဟာပေါ့နော်အမေကိုယ်တိုင်ချက်ပေးတဲ့ဟာတွေပဲရှယ်ပဲလဲဝေးစံနဲ့ပြင်တော့ချဲပဲ